အားလုံးပဲမင်္ဂလာပါဆရာချင်းရိုက်ဘတ်တန်ကံကြီးဘာလုပ်နေလဲပေါ့နော်တကယ်တော့ဒီချင်းရိုက်ဘတ်တန်ဆိုတာအခုနောက်ပိုင်းမှာအိမ်တိုင်းဒီဘက်မှာရှိတယ်ပေါ့နော်သို့တော့ကလေးရှိတဲ့အိမ်တွေမှာကြတော့ဘယ်အရွယ်မဆိုသုံးဖို့အဆင်ပြေရလား electric mosquito rockers တွေပေါ့နော်ကျွန်တော်တို့စီမှာချင်းရိုက်ဘတ်တန်ချင်းရိုက်တန်အစရှိသဖြင့်မျိုးစုံခေါ်ကြတဲ့နော်ဒါချင်းရိုက်ဘတ်တန်နဲ့ပတ်သက်ပြီးတော့ကလေးရှိတဲ့မိဘတွေအတွက်သတိထားစရာတွေကိုပြောပြပေးမှာဖြစ်ပါတယ်တေချာလေးမှတ်ပေးကြပါဒီဗီဒီယိုလေးကိုတခြားသူတွေပါသိအောင်မြင်နိုင်အောင် share လုပ်သွားလို့ရပါတယ်ကလေးတွေရှိတဲ့အိမ်ကြီးပေါ့နော်ဘယ်အရွယ်မှာစပြီးတော့သုံးလို့ရှိရင် safe ဖြစ်မလဲစိတ်ချမလဲပေါ့နော်အကုန်လုံးလည်းတွေးနေကြပါပြီငါတို့အိမ်မှာလည်းသုံးနေတာပဲဘာမှလည်းမဖြစ်ပဲနဲ့ဆိုတာမျိုးပေါ့နော်တခိုးပြေးမှထိုးဝင်းထတာမျိုးမဖြစ်ရအောင်ပြောချင်တာတခုခုဖြစ်သွားပြီးသွားတဲ့အချိန်ကြတော့မှာပေါ့နော်စိတ်မစင်းရအောင်ပြောပြချင်တာလေးရှိပါတယ်တစ်နှစ်အောက်ကလေးတွေနော်လာသားကလေးတွေမွေးကင်းစကလေးတွေသူတို့နားမှာလုံးဝမသုံးပါနဲ့ကိုရှိနေတဲ့အချိန်လည်းမသုံးပါနဲ့မရှိလည်းမသုံးပါနဲ့ပေါ့နော်ပြီးတော့နှစ်နှစ်ကနေဒီ4-5နှစ်လောက်ထိမူကြိုတက်ခဲ့တဲ့အချိန်လောက်ထိကအတုမြင်အတက်တင်တဲ့အရွယ်ပေါ့နော်မိဘတွေကချင်းရိုက်ပတ်တန်ကြီးတကားကားနဲ့လိုက်ပြီးတော့ချင်းနေရိုက်နေတဲ့အချိန်မှာသူတို့တွေကလည်းဒါကိုစမ်းသပ်ကြည့်ခြင်းနဲ့စိတ်ပြီးပေါ်တာပေါ့နော်ဘာဖြစ်လို့ဒီကိစ္စကိုအခုပြောလဲဆိုတော့မိုးရာသီရောက်တဲ့အချိန်မှာချင်းနေအရန်ပေါ်ပါတယ်ကုံပြောရမယ်ဆိုလို့ရှိရင်เนาะကျွန်တော်တို့ရဲ့အိမ်မှာစီကံသွားတဲ့နေရာတွေမှာလမ်းလျှောက်တဲ့နေရာတွေကအစအပင်ရှိချင်းရှိရေရှိရင်ချင်းရှိဆိုတာမျိုးဖြစ်နေပါတယ်ကာလာလေမိုးတွေကလည်းရွာလာဆိုတော့ဒါကြောင့်เนาะဖုံးသွန်လဲစစ်ခက်လောင်းထောင်မြုပ်ခွင့်ရှင်းမှုတ်ဆိုတာတွေပေါ့ဒါတွေကိုသေချာလေးလုပ်ရမှာဖြစ်ပါတယ်အားလုံးပဲချင်းရနေကာဝယ်ရေးအနေနဲ့ဒါလေးတွေလုပ်ပြီးကြပါသွေးလွန်တူကွေးကာဝယ်စရာလူတိုင်းမထိုးနိုင်သေးပါဘူးဒီအတွက်ကြောင့်ခုနပြောခဲ့တဲ့เนาะကာကွယ်မှုတွေကိုသေချာလေးလုပ်ပြီးပါကလေးငယ်လေးတွေပြန်သွားမယ်เนาะပြောချင်တဲ့ကိစ္စကလေးကငဲ့တယ်အဲ့တော့ချင်းစည်းခွေမသုံးဘူးချင်းစည်းနဲ့နေချင်းစည်းခွေနဲ့နေ2လအောက်ဆိုရင်လေဒီ mosquito repellent နေပါเนาะဒါတွေလုံးဝမသုံးရသေးဘူးလို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကြီးကနေပြီးတော့ညွှန်ကြားထားတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်လည်းဒါအရှိမမှာဗီဒီယိုလေးတစ်ခုလုပ်ထားပေးပါတယ်เนาะတင်ထားပေးပါတယ်အဲ့တော့ကျတော့3လလောက်ရောက်ပြီဆိုတော့မှ DED နဲ့နောက်ပြီးတော့ကျတော့ picaridin ပါတဲ့ဟာလေးတွေစလင်းလို့ရတာပေါ့နော် wine lemon eucalyptus ပေါ့ OLE ပါတဲ့ဟာတွေဒါမျိုးတွေဆိုလို့ရှိရင်တော့နောက်ပိုင်း3နှစ်နဲ့အထက်ကျတော့မှပဲအဆင်ပြေပါတယ်เนาะဒီကောင်လေးတွေကြတော့လေဟုတ်ပြီအခုကဒါတွေကိုသုံးလို့အဆင်မပြေသေးတဲ့အရွယ်မှာကိုယ်ကလေးကဘေးနားလေးမှာကိုယ်လည်းရှိနေတယ်ဒါနဲ့လိုက်ရမ်းနေဆိုရင်အရေးကြီးပါတယ်တခြားလေးနားထောင်ပြပါဒီထဲမှာလေတွေ့ရလားမသိဘူးเนาะအထဲမှာသူကနေပြီးတော့ inner march လေးရှိတယ် inner march ဆိုတာဘာလဲဆိုတော့ဒီလျှက်စစ်စီးတဲ့နေရာပေါ့နော်ဒီအတွင်းကဘိုးအားတော်တော်များတာပေါ့နော်1500ပတ်ချာလေးလောက်ရှိတယ်ဘိုးကလေဒါမျိုးဆိုတော့ဆရာတို့လူကြီးတွေထိမြင်တော့မှဒါလုံးဝဓာတ်တွေလိုက်တဲ့ဟာမျိုးဖြစ်တယ်ပေါ့နော်မတော်တဆဆိုရင်တော့လေအဲ့တော့ကလေးပစ္စည်းလေးတွေလေမတော်တဆပေါ့နော်ရသားကလေးလာသားကလေးကနေပြီးတော့ပကျွတ်ဆိုသွားပြီးတော့ကြတော့ဒီကြားထဲဝင်သွားတဲ့ဟာမျိုးဆိုလို့ရှိရင်နံပါတ်1နော်ဓာတ်လိုက်နိုင်ပါတယ်အရေးပြားလောင်နိုင်ပါတယ်အဲ့ဒီခုနပြောတဲ့ဘိုးအား1500ပတ်ချလဲရလေဒါမျိုးတွေဖြစ်နိုင်တာပေါ့နော်ဒါကြောင့် ban ပေါ့နော်မီးလောင်သွားနိုင်တာပေါ့ဒါအရေးကြီးတယ်ဒါတစ်ချက်နောက်တစ်ချက်ကလေအဲ့မှာတစ်ခါလေးလေချင်းကိုရိုက်မိလို့ရှိရင်အတန်တွေထွက်ပါရောလားအဲ့အတန်တွေထွက်တာလည်းကလေးကိုလန့်စေတယ်ရှိနိုင်တယ်ဟိုအရေးကြီးတာအဲ့လိုရိုက်လိုက်တဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ကြတော့ဒီလျှက်စီးနဲ့လေထဲမှာရှိတယ်နော်အောက်ဆီဂျင်နဲ့ပေါင်းသွားပြီးသွားတဲ့အချိန်မှာအိုဇုံ O3 ဆိုတာလေဒါကြားဘူးပါလိမ့်မယ်နော်ဒီကောင်လေးတွေအနှင်းငယ်ထွက်လာပါတယ်ဒီအိုဇုံဓာတ်အနှင်းငယ်ထွက်လာတာဟာဆိုရင်ကလေးငယ်တွေအသက်ရှူလိုက်တဲ့အထဲမှာပါသွားပြီးတော့မှအမြဲနုနယ်သေးတဲ့ကလေးတွေနော်ဟိုးအဆုတ်ထဲထိရောက်အောင်သူကနေပြီးတော့ဘာဖြစ်လဲဆိုရောက်သွားတာပေါ့နော်ဒီလေးပြုံပစ္စည်းလေးတွေကနေပြီးတော့သေးသေးလေးတွေကနေရောက်သွားတယ်ရောက်သွားပြီးသွားတဲ့အချိန်မှာပန်းနာရင်ချက်အခန့်ရှိတဲ့ကလေးတွေဆိုလို့ရှိရင်ထကြက်ပါလိမ့်မယ်အဲပန်းနာရင်ချက်အခန့်မရှိတဲ့ကလေးတွေဆိုလဲအိုဇုံဓာတ်ကနေပြီးတော့မှ irradiation ပေါ့နော်ဒဏ်ဖြစ်စေတယ်နောက်ပိုင်းမှာဒီလေပြွန်လေးတွေကိုပျက်စီးစေနိုင်တဲ့အခြေအနေမျိုးလောင်ကျွမ်းသွားစေနိုင်တဲ့အခြေအနေမျိုးထိကိုဖြစ်နိုင်တယ်ဆိုပြီးပြောပါတယ်ပြောရမယ်ဆိုရင် oxidative stress ဖြစ်သွားတာပေါ့နော်ဒါတွေမဲလားဆိုတော့မဟုတ်ဒါ chemicals တွေပေါ့နော်ဒီချင်းတကောင်ကပြာကျသွားပြီးတော့အမှုအမှားတွေအများကြီးလွင့်သွားတာရှိပါတယ်နော်ဒါတွေမျက်စိနဲ့တော့မမြင်နိုင်တာလေးတွေ micro particles တွေပေါ့နော်ဒါလေးတွေကကလေးတွေရဲ့လေပြွန်နဲ့ဝန်ထမ်းလိုရောက်သွားပြီးတော့တဲ့အချိန်မှာဆိုလို့ရှိရင်လေအားလုံးပေါင်းပြီးသွားတော့ပေါ့နော်
ကလေးကချောင်းနေထဆိုတာတကယ်တမ်းကျတော့ကလေးငယ်တွေမှာကျတော့ဒီလေပြွန်လေးတွေမှာအကြည့်ချွဲတွေတထောထွက်လာပြီးသွားတဲ့အချိန်မှာထကြက်တာမျိုးတွေအသက်ရှူခတ်ခဲတာမျိုးတွေဖြစ်လာနိုင်ပါတယ်ဒါတစ်ပိုင်းအရှိမပြောခဲ့သလိုပဲလန့်လာပေါ့နော်ကလေးတွေကဖြန်းလဲဆိုတဲ့အချိန်မှာသူတို့လန့်တဲ့အချိန်မှာဘာကြောင့်လန့်လဲဆိုတော့လေအသက်6လအောက်ကလေးတွေမှာ moral reflux လို့ခေါ်တဲ့နော်တကယ်ကိုမွေးဟာပါပေါ့လေအလိုအလျောက်တုတ်ပြန်မှုလေးတွေ primitive reflux လေးတွေကရှိနေသေးတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဒါကြောင့်ဘာကိုအကြံပေးခြင်းလဲဆိုတော့ပကတ်လွှဲတဲ့လက်ကကဘာကိုလွှမ်းမိုးနိုင်ရမယ်ဆိုတာမျိုးသို့တော့ပကတ်လွှဲတဲ့လက်ကပဲဒီဘက်ကတစ်ဖက်ကနေပြီးတော့ချင်းရိုက်ဘက်တန်ကြီးကင်ပြီးတော့ရိုက်နေတာမျိုးတွေမလုပ်ပါနဲ့ပေါ့နော်ဘာကြောင့်လဲဆိုတော့ကလေးတွေတို့ကခုနပြောခဲ့တဲ့အန်ဒီရတွေအများစွာကြီးပါတယ်2နှစ်3နှစ်ကလေးတွေပေါ့နော် H toddler လို့ခေါ်တာပေါ့အဲ့ဒီအတော်တွင်းကြလို့ရှိရင်ကိုယ်ရှိမှာပေါ့နော်ကိုလုံနေတာလှုပ်လို့ရတယ်သို့တော့ပြီးသွားလို့ရှိရင်ဒီကလေးပေါက်စာတွေရှိတဲ့အချိန်ပေါ့လာသားကလေးတွေရှိတဲ့အိမ်မှာလုံးဝမသုံးပါနဲ့2နှစ်3နှစ်ပေါ့ငူဂျူ nursery ထားပြီဆိုတဲ့ကလေးတွေရှိတဲ့အချိန်မှာကျတော့တခါလေနားလေအောင်ပြောပြထားတားလိဒါတွေကမလောက်အောင်အနေရရှိတယ်နော်နဲ့တော့မပြီးဘူးပေါ့နော်သူတို့ကမဆုံးဖြတ်နိုင်ဘူးလက်တွေ့စမ်းသက်ချင်တယ်ဒါကြောင့်ကိုကလှုပ်ရိုက်တယ်နော်ချင်းရိုက်တယ်ရိုက်ပါပြီးသွားပြီဆိုလို့ရှိရင်တေချာလေးလုံခြုံတဲ့နေရာမှာဗီဒီယိုနဲ့ပဲဖြစ်ဖြစ်တော့ခတ်ပြီးတိန်းတာဖြစ်ဖြစ်အမြင့်နေရာမှာထားတာပဲဖြစ်ဖြစ်လှုပ်ပါပြီးသွားပြီဆိုလို့ရှိရင်အားသွင်းတဲ့အချိန်ပေါ့နော်အားသွင်းတဲ့အချိန်မှာကိုမျက်စိရှိမှပဲသွင်းမှာကလေးနဲ့ဝေးရမှာထားပါသွားမကိုင်းမိပါစေနဲ့ဒီတော့ဆရာဘယ်လိုလုပ်အောင်မလဲဆိုခုနပြောခဲ့တဲ့ဖုံးသွန်လဲစစ်နော်ခက်လောင်းထောင်မြုပ်ဖွင့်ရှင်းမှုဒါတွေလုပ်ပါပြီးတော့ခြင်တောင်နဲ့တိတ်ပါကလေးကိုပြီးသွားရင် mosquito repellent နေပေါ့နော်ခြင်လိမ့်စိလိမ့်လို့ရတဲ့အရွယ်မှာဆိုလိမ့်ပါခုနပြောသလိုဒီကောင်လေးကိုကြတော့နော် nursery နောက်ပြီးတော့ကျတော့မူဂျူသွားတဲ့ကလေးတွေရှိတဲ့အိမ်မှာတော့ကိုရှိတဲ့အချိန်မှာပေါ့နော်ကိုယ်တိုင်သုံးလို့ရပါတယ်လာသားကလေးတွေနာမှာမသုံးပါနဲ့အဆင်ပြေပါစေ